စိတ်ကြည်တဲ့ဆိုတာကူးဆက်တတ်တဲ့သဘောရှိသလိုစိတ်ညစ်တွေဆိုတာလည်းကူးဆက်တတ်တဲ့သဘောမှရှိပါတယ်။ဒါကြောင့်ကျမတို့ကမိတ်ဆွေပေါင်းသင်းရမှာကိုယ့်အတွက်အကြည်တက်ကူးဆက်စေရသူလားစိတ်ညစ်တွေကူးဆက်စေရသူလားဆိုတာဝေခွဲပြီးတော့ရွေးချယ်ပေါင်းသင်းတင်ပါတယ်။ကျမတို့ပတ်ဝန်းကျင်မှာကိုယ့်အတွက် toxic ဖြစ်စေတဲ့လူမျိုးတွေအများကြီးရှိရမို့လို့ဥပိ္ပခါပြုတဲ့သူကိုပြုရှောင်ဖယ်တဲ့သူကိုရှောင်ဖယ်ပြီးတော့လိလူရှုတဲ့သူကိုလည်းလိလူရှုနိုင်အောင်လို့စူးစမ်းပြီးတော့နေထိုင်ရပါမယ်။ဘယ်အတွက်ကြောင့်မှတခြားသူတွေစီကစိတ်ညစ်တွေကိုကူးဆက်မခံပါနဲ့။ကျမရဲ့မိတ်ဆွေတွေထဲမှာကျမဘာသာနာမည်ပေးခွဲခြားထားပြီးတော့ကျမရှောင်ဖယ်ခဲ့တဲ့လူစား၃မျိုးရှိပါတယ်။ပထမအမျိုးစားကတော့မီးလိုလူမျိုးအမြဲတမ်းပူလောင်ပြီးတော့ပြဿနာတွေဆက်နေရသည်ရှိနေတတ်တဲ့လူစားမျိုးပါ။စီးပွားရေးလူမှုရေးနေရေးထိုင်ရေးပါမကသူ့ရဲ့ personal အရေးအသေးလေးတွေကိုပါပြဿနာကြီးဖြစ်အောင်ပြောဆိုပြီးတော့တစ်ဖက်လူကိုအပူကူးစေတဲ့လူမျိုးကိုယ်ဖုန်းဆက်ပြီးဆိုရင်လေသူ့ရဲ့ပြဿနာတွေကိုတစ်ဖက်ကလူကနားထောင်ခြင်းနားမထောင်ခြင်းတရက်ဆက်ပြောပြတတ်တဲ့လူမျိုးတခါတလေအဲ့ဒီလိုလူမျိုးကကိုယ့်ရဲ့သေးဖွားတဲ့ပြဿနာတိတိလေးတွေသူ့ပြဿနာနဲ့ခိုင်းနှိုင်းပြီးတော့ကြီးလာအောင်လုပ်ပြစီနိုင်လောက်တဲ့အထိဆွမ်းပါတယ်သူနဲ့ပြောပြီးဆိုပြီးရင်ကိုပါစိတ်တွေနောက်ကြည့်ပြီးတော့သူ့အပူတွေကကိုယ့်စီကူးလာတဲ့လူမျိုးခံစားသွားရတဲ့လူစိတ်ဆိုတာရင်းရိုက်တတ်တဲ့သဘောမှရှိရမလို့ဒီလိုလူမျိုးနဲ့နေ့စဉ်ပြောဆိုဆက်ဆံတာတွေများလာရင်ကိုပါသူတို့လိုအပူတဲ့လုံးလုံးဖြစ်သွားတဲ့ကိုအတွက် toxic ဖြစ်စေတဲ့အဲ့ဒီလိုလူမျိုးကိုအပေါင်းအသင်းထဲမှာရှိရင်ရှောင်တဲ့နဲ့ရှောင်ဖယ်လုပ်ပြီးတော့မပေါင်းရတော့ဘူးလို့ဆိုလိုတာမဟုတ်ပေမဲ့နောက်တစ်ခါဒီလိုကိစ္စတွေနားမထောင်ပေးနိုင်အောင်လို့အပြတ်ပြောလိုက်ပါအာမနာပါနဲ့စိတ်ဆိုးသွားလဲကိစ္စမရှိဘူးကျမကတော့အဲ့ဒီလိုလူမျိုးတွေကိုအာမနာပါဘူးကိုယ့်ရဲ့အားလက်ချိန်တွေကိုလည်းအဲ့လိုစကားတွေနားထောင်ပေးပြီးတော့အပူကူးခံမှုခွဲဝေမပေးနိုင်လို့ပါနောက်ထပ်လူတစ်မျိုးကတော့ခိုးလိုလူမျိုးစနေရသည့်ကာလပတ်လုံးခိုးရီလိုညီးတွားနေတဲ့သူမျိုးပါဘယ်ဟာဖြစ်မဝင်နိုင်ဘူးဘယ်ဟာဖြစ်မစားနိုင်ဘူးအလုံးမှာတော့ဘလို့ပြဿနာတွေနဲ့ဘလို့ဖြစ်နေပါတယ်စပြီးတော့တလောကလုံးမှာသူ့တယောက်တည်းကွက်ပြီးတော့ဒုက္ခမိုးတွေရွာနေတယ်လို့ညီးတွားရတဲ့လူစားမျိုးကျမကတော့အယူသီးတယ်ပဲပြောဒီလိုလူမျိုးနဲ့ပြောဆိုဆက်ဆံမှများရင်ကိုကလက်ပိတ်လာတယ်လို့ခံစားလာရတယ်သူ့လိုပဲကိုလည်းအခက်ခဲတွေကြုံလာပြီးအမြဲတမ်းညှဉ်းညူနေရတော့မယ်အနေအထားမျိုးဖြစ်လာတယ်ဒီလိုလူမျိုးကတိတ်ကိုရှောင်တဲ့လူပါဒီလိုလူမျိုးကသူ့အဆင်ပြေရင်ဘယ်တော့မှမပြောပြတတ်ပဲနဲ့သူ့ဘာသာကြိတ်ပြော်နေတတ်တဲ့သူမျိုးပါအဆင်မပြေဘူးဆိုရင်တော့ခိုလုံညီးပြဖို့လာပါလိမ့်မယ်နောက်ထပ်တစ်မျိုးက negative vibe ရှိတဲ့သူမျိုးပါကိစ္စတည်လေးကိုအကြီးဖြစ်အောင်လုပ်ပြီးတော့ဖြစ်မလာသေးတဲ့အကြောင်းအရာတွေကိုအစိုးဘက်ကပဲကြိုတင်တွေးပြီးတစ်ဖက်လူကိုပါတောကပေးရတဲ့လူမျိုးပေါ့စိုးဖို့ဖြစ်လာမယ့်အနာဂတ်အကြောင်းအရာတွေကိုသူ့ကိုယ်သူအကြားမြင်ရနေတယ်လို့ပြောရတဲ့သူမျိုးကိုမှစိတ်ပူစရာတစ်ခုခုရှိလို့ပြောမိရင်စိတ်သက်သာရာညားစေချောင်မပြောဘဲနဲ့အစိုးဘက်ကနေပြောရတဲ့သူမျိုးကိုနဲ့အတူတူတဏှာရာသွားတာမျိုးဖြစ်ဖြစ်တခုခုလှုပ်ဆောင်တာမျိုးဖြစ်ဖြစ်အကောင့်မကလုံးဝမတွေးဘဲနဲ့အစိုးဘက်ကကြီးမြင်နေတဲ့သူမျိုးကိုလည်းရှောင်သင့်ပါတယ်နမိတ်နောက်နမလိုက်တယ်ဆိုတဲ့စကားလို့တခါတလေတချို့သောကိစ္စတွေကအစိုးဘက်ကရှုမြင်မှများရင်အစိုးရကြီးတကယ်ဖြစ်လာရပါတယ်ဒါကြောင့်ကိုယ်တိုင် positive vibe ရှိသူဖြစ်အောင်လို့စူးစမ်းတင်တယ်လို့ negative vibe ရှိသူနဲ့လည်းအတက်နိုင်ဆုံးရှောင်တင်ပါတယ်လက်တွေပေါင်းတင်ဆက်ဆံရေးမှမဟုတ်ပါဘူး Facebook မှာလည်းအဲ့လိုလူမျိုးတွေရှိပါတယ်သူတို့ post တွေတက်လာတိုင်းစိတ်ကြည်နူးစရာတခုမှမရှိရမျိုးပါအဲ့လိုအကောင့်တွေကိုလည်း unfriend လုပ်ရင်လို့မလုပ်ရင်တော့ unfollow သာလုပ်ထားလိုက်ပါကိုယ်တိုင်လည်းစိတ်ကိုအကြည့်တက်ရအောင်နေပါအထူးသဖြင့်မနက်ပိုင်းမင်္ဂလာအချိန်တွေမှာပို့ပြီးတော့စိတ်ကိုကြည်လင်အောင်ထားပါခေါင်းနာတွေကိုတွေးပါစိတ်နှောင့်ယှက်ဖြစ်စေမဲ့အရာတွေကိုတတ်နိုင်သမျှရှောင်ပါဘလောက်ပဲပြင်ပန်းပါစေအတတ်နိုင်ဆုံးတော့မနက်ပိုင်းတွေမှာမင်္ဂလာရှိရှိပဲတွေးတောနေထိုင်ပြအောင်လို့စူးစမ်းရပါမယ်ကိုယ်တိုင်စိတ်ကြည်တဲ့ရအောင်စူးစမ်းပြီးသူများတွေကကိုယ်စီကစိတ်ကြည်တဲ့လေးကူးဆက်စီတာတိတ်ကိုမင်္ဂလာရှိသလိုကုသိုလ်လည်းရတာမို့လို့ကိုယ်တိုင်စိတ်ကြည်တဲ့မွေးဖွားနိုင်သူဖြစ်ပါစေမွေးရသားသူအားလေးစားစွာ credit ပေးပါရရှင်ဟုတ်ကဲ့ပါအခုလိုဘ ഹു တုတလေးတွေရရှိဖို့အတွက်ဆိုရင်တော့ကျမတို့မှတ်တဲ့ power page တွေကိုလည်း like and share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်